ဒီကနေ့ကျွန်တော်ပြောပြချင်တာကတော့ would you like to plot verb 1 နဲ့ do you want to plot verb 1ဒီနှစ်ခုကွာခြားပုံတွေကိုမျှဝေပေးချင်ပါတယ်ဒီနှစ်ခုကဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာကိုအဆုံးထိလိုက်ကြည့်ကြရအောင်အရင်ဆုံး would you like to plot verb 1ကိုအရင်ရှင်းပြပေးပါမယ်မြန်မာလိုပြန်ရရင်လောက်ချင်ပါသလားလိုချင်ပါသလားဆိုပြီးအဓိပ္ပာယ်ရပါတယ်ဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာကိုတော့ဥပမာကိုယ်နဲ့မတီးတဲ့သူတွေနဲ့စကားပြောချင်တဲ့အခါပြီးတော့ကိုယ့်ရဲ့ဧည့်သည်ကိုယ့်ရဲ့လုပ်ဖို့ကင်ဖက်တွေနဲ့စကားပြောချင်တဲ့အခါပြီးတော့လူကြီးတွေနဲ့စကားပြောတဲ့အခါဒီမှာအသုံးပြုရပါမယ်ဘာလို့လဲဆိုတော့ဒီ sentence ဟာယဉ်ကျေးတိမ်မွေးတဲ့ sentence မလို့ဒီနေရာဒီမှာအသုံးပြုရတာပါဥပမာစာကြောင်းလေးတွေကိုလိုက်ကြည့်ကြရအောင် Would you like to drink coffee ခင်ဗျား coffee တောက်ချင်ပါသလား Would you like to sleep ခင်ဗျားအိပ်ချင်ပါသလားဒါတွေကတော့ Would you like to plot verb